အားလုံးပဲမင်္ဂလာပါကျွန်မနာမည်သိမ့်ပြီပါကျွန်မရဲ့နိုင်ငံခြားပညာသင်ကြားရေးခရီးလမ်းကြောင်းနဲ့ပတ်သက်ပြီးတော့လူများမသိသေးတဲ့အမှန်တရားကိုမျှဝေပေးချင်ပါတယ်ကျွန်မရဲ့မိဘတွေကကျွန်မငယ်ငယ်လေးတည်းကကွယ်လွန်သွားခဲ့ပြီးတော့မှကျွန်မကအဖိုးအဖွားနဲ့ကြီးပြင်းလာခဲ့ရတယ်ဒီငွေအကြီးဆိုတာလည်းအခက်အခဲအများကြီးရှိခဲ့တယ်နိုင်ငံခြားမှာပညာသင်ကြားဖို့ဆိုတာကမဖြစ်နိုင်ခဲ့ဘူးဒါပေမဲ့ကျွန်မရဲ့အိမ်မက်ကိုမပြောက်သွားအောင်ကျွန်မအမြဲတမ်းစိတ်ထဲမှာအမြဲရှိနေခဲ့တယ်။အဲ့ဒါကြောင့်မလို့ MEXT scholarship ကိုကျွန်မစပြီးတော့ရှောက်ခဲ့တယ်။အဲ့ဒီ scholarship အတွက်ကျွန်မအရန်ကိုမျှော်လင့်ခဲ့တယ်။ဒါပေမဲ့ပထမဦးဆုံးအတန်းမှာကျွန်မကြာရှုံးခဲ့တယ်။အဲ့ဒီကြာရှုံးမှုကကျွန်မကညံမကောင်းလို့မဟုတ်ဘဲနဲ့ကျွန်မရဲ့အင်္ဂလိပ်စာအရေးချင်းကမလုံလောက်သေးလို့ဖြစ်တယ်။အဲ့ဒီကြာရှုံးမှုကကျွန်မကိုအင်မတန်မှနာကျင်စေခဲ့တယ်။အဲ့ဒီအချိန်မှာကျွန်မစဉ်းစားမိတာကကျွန်မလူမျိုးကဒီလိုအခွင့်အရေးမျိုးကိုရနိုင်မှာမဟုတ်ဘူးလို့စဉ်းစားမိခဲ့တယ်။ဒါပေမဲ့ကျွန်မလက်မလျှော့ပဲနဲ့ကျွန်မပြန်တိုက်ခဲ့တယ်။နေ့တိုင်းအင်္ဂလိပ်စာကိုလေ့ကျင့်တယ်။ကိုယ့်ရဲ့ကျွန်မရဲ့အစေးကိုပြန်ပြီးတော့ရေးတယ်။အင်တာဗျူးအတွက်ကိုထက်ခါလေ့ကျင့်ခဲ့တယ်။နောက်တစ်နှစ်ဒုတိယချိန်ထပ်လျှောက်ခဲ့တယ်။အဲ့ဒီချိန်မှာကျွန်မအောင်မြင်ခဲ့ပါတယ်။ဟူဟူ MEXT scholarship ပညာသင်ဆုရှင်တစ်ယောက်ကျွန်မဖြစ်ခဲ့တယ်။မိဘမရှိတဲ့မိန်းကလေးတစ်ယောက်ကပတ်စံမရှိတခါကြာရှုံးခဲ့တဲ့သူကသူမရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်နိုင်ခဲ့တယ်။အဲ့ဒီလိုဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့မြန်မာចောင်းသားចောင်းသူတစ်ယောက်ဆိုလို့ရှိရင်လက်မလျှော့ပါနဲ့မင်းရဲ့အင်္ဂလိပ်စာကတိုးတက်လာနိုင်တယ်။မင်းရဲ့ယုံကြည်မှုကပြန်ပြီးတော့မှတက်လာနိုင်တယ်။မင်းရဲ့အိမ်မက်ကမင်းကိုစောင့်နေစေပါ။ကျမတော့ဒီလိုမျိုးလုံနိုင်ခဲ့ရင်ကျန်တဲ့လူတွေအားလုံးလည်းလုံနိုင်ပါတယ်နောက်ထပ် scholarship နီလန်တွေအကြောင်းကိုသိချင်တယ်ဆိုလို့ရှိရင် follow လုပ်ပေးပါကျမကို like and subscribe လုပ်ခြင်းအပြင်ကျမဒီထက်ပို့ပြီးတော့မှ study abroad scholarship topic နဲ့ပတ်သက်ပြီးတော့မှ knowledge sharing တွေလုပ်ပေးသွားပါမယ်ကျေးဇူးအများကြီးတင်ပါတယ်